အဲ့ဒီချိန်ကြမှာပေါ့အဲ့ဒါ အခုကျတော့ဘယ်လိုတစ်ချိန်ပြည့်ချင်လဲ ကောင်မလေးကညီလေး ချက်ပြောပြပြီကြည့်ရဒေါ်လာထွက်လာပြီနော်ယောက်ျားရေယောက်ျားရေ တုံးနေလား မင်္ဂလာပါညီမတို့ပါဖြစ်ပါတယ် ငါပါရှင်ညီမတို့ဟဲ့ပိုင် မင်္ဂလာပါကျွန်တော်နာမည်ကတော့ဖြိုးဝေအောင်မြင်လို့ခေါ်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဂျယ်ရီလို့ခေါ်ပါတယ်ခင်ဗျဒီပါလေးပါကို တမီရဲ့ အောင်ချစ်ပြပေးပါ အော်စေမလား ဒီကောင်လေးကိုမကြည့်ခင်တောင်းနေစားဘူးကြည့်တာပြောစားကောင်းတာမကောင်းကားကိုကြည့်ပါလေတောင်းလေးကိုကြည့်မှလားမသိ ကောင်းလေးနှလုံးလေးတွေဘယ်တော့စားနေကြလဲဟုတ်ပါတကယ်ကြီးတော့ ဘူးတောင်းလေးကိုပြန်ခွင့်ကြည့်မှာပေါ့ အဲ့ရဟတ်ကော အဲ့ဒီကတော့သူတောင်းလေးကိုပြန်ခွင့်ကြည့်မှာလေဟုတ်ကဲ့ခုလိုသိတော့အားရပါရမယ်ခုနက ပြောပါ လူခဏတည်းတော့မတွေ့ဘူး ကိုလည်းရလေးရကောင်းလိုက် တော့သူခုနလောက်တာဒီနောက်မှာ ကောင်းလေးကိုချစ်လိုက်တာကောင်းလေးချစ်လိုက်တာကောင်းလေးချစ်တတ်တာယောက်ျားလေးအဲ့ဒါနော်ယောက်ျားလေးဟင်းကြတယ်ဆိုတော့နည်းရှာဟုတ်တားချစ်လို့လုပ်ပြီး အဲ့ဒါဆောက်မှုလို့ပါညီမလေးကြိုက်တယ်ဆိုရင်ကိုနောက်လည်းလုပ်ကြည့်မှာဆို မရလည်းအဆောင်လို့ကြိုက်တာ ဆောက်မှုလို့ဆောက်မှုနောက်ဆိုလို့ရှိရင်မကောင်းတော့ဘူးတဲ့အဆောက်မှုလို့ကောင်းပြီอ่ะ ကျေးဇူးပါဟုတ်ရအခုကြလာစား ဟာခွဲလေးရလာလိုက်တာဒီမလေးလိုပဲ ဟုတ်လေ ဟုတ်ပါတော်ပြရလို့ချုပ်တာဟုတ်ပါလားနည်းနည်း ကြားရတော့ပလေးဝိုင်းရအဲ့လိုပဲလား နည်းနည်းလေးကိုဒိတ်ရောက်နေပြီဆိုပေမဲ့ဒါချုပ်လို့ရပါတော့တော်တော်လေးလာဒီမှာပြေလို့ တရက်တော့လက်ခံတယ်ကိုကိုလေးတက်လိုက်ကိုကိုလေးတက်လိုက်တာညီမလေးလို့ပဲ အဲ့ချစ်ကောင်းနဲ့ချစ်နိုင်ပါတယ် ဒါပေမဲ့အဲ့တော်ကြီးကဒီမှာမရှိတော့ပါဘူးအရင်တော့ဆက် ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဒီကောင်လေးချစ်တော့ဘယ်လိုရ မစနေရပါလို့ အေးညီမကောင်းကောင်းနဲ့ပြောနေတာအစား ဒီမှာလေးလိုပဲဆိုတော့ ညီမလေးလိုပဲဆိုတော့ညီမလေးကပြောမှာပဲလေ ဟုတ်တယ်လေ စဉ်းစားခြင်းဆိုကိုယ်လာပြောဆို ချိုတတ်တယ်ဆိုပြောမှာ ဒါပေမဲ့ယောက်ျားလေးတယောက်အနေနဲ့ကဒီတော်ကြီးကတော့လည်းအောက်ဟုတ်တယ် sorry ပါ ကိုစားမင်းကလေးဆိုလို့ရှိရင်တော့ sorry ပါ ဟုတ်တယ်ဟုတ်လေရလေအယုံလေးနေဆိုလို့ရှိရင်ညီမလေးလိုပဲကွက်တီပဲဖြစ်မှာခုကခွက်ကလေးနဲ့တိတ်ခေါင်းနေပြီဖြစ်လား မဝယ်လာတဲ့လူဝယ်လာတဲ့လူကြည့်ရော ဟုတ်တယ်ဝယ်လာတော့ပိုချစ်ဖို့ကောင်းတာလေအဲ့ခွက်ကရှိလို့ရှိရင် ဆက်ကြည့်မယ်ဆက်ကြည့်မယ် okay okay အခုကောင်မလေးရောစိတ်ကောင်းနေရော အော် fine လား တွေ့လားအကြောင်းပြောရယောက်ျားလေးက play boy တော့မသိဘူးနော် မင်းကပလေးပွားမလေးအခုကောင်မလေးစိတ်ကောင်းနေမှာတော့ပျော်နေစိတ်ပြီးစိတ်ထဲမှာ ဟုတ်လေကောင်မလေးစိတ်ကောင်းနေဦးမှာပဲဆိုတော့ကောင်မလေးနေနေတော့သူ့တစ်ဖက်သက်ကြိုက်တယ်လေဖြစ်ဖြစ်ပါကောင်လေးနေနေအခုသူပြောရတာဆိုလို့ရှိရင်ကောင်လေးကကောင်မလေးရှိရမှာပါဒီလားညီစားရှိရ အဲ့ဒါကိုရှိရဆိုချစ်ဖို့ကောင်းတယ်ပြောနေရလေ ဒီတယောက်နဲ့လာပြီးတော့တူတူရှိမနေတဲ့တာတကယ်တော့သူရဲ့တယောက် လာရုံမှနေလာတော့ ချစ်စီပဲ ခွက်လေးလိုပဲ ချစ်နေရ ဘာလို့ပြောနေတာပေါ်စားဆန်တယ်လို့ပြောနေတာ မဟုတ်ပါဘူးခွက်လေးလိုပဲ ခွက်ကဟိုဗာလေမွေးနေ့ဆောင်ပေးရခွက်လေးရှိရလေတူတူ ကုန် ရောက်လာပြီလားစောတာပဲခဏတော့ကိုစင်းရလား ပြန် သူ့ကောင်လေးမျက်နှာသူ့ကောင်လေးကခက်တီတီပြောတာသူကအတုံးမပြတ်ဘူးပြော ဟုတ် ချ တယ် င် ဒါနဲ့ကောင်မလေးကစူးစားတန်းစားနေတော့ကိုကောင်လေးစီကိုကိုလာရောက်စားယောက်ျားလေးဘက်ကအဖတ်မလုပ်တဲ့ပုံစံနဲ့အမှန်တကယ်အမလုပ်တဲ့ ကောင်းလေးကမှလာလုံးနေကြတယ် ဟုတ်ဘာလို့လို့ကိုကောင်မလေးနဲ့ကိုလေး တုတ်တုတ်ကကက်ကူလေးကဟုတ်မယ်တဲ့ အမုံစား
ကောင်းရစားဦးရှိလားမဟုတ်ပါဘူးကောင်းရဟိုကကုလတာမရှိတော့စားအောင်နဲ့ချပြနေရ မောင်ဘာစားမမေးတော့မေးကြပါရဲ့ကောင်ကြီးက အဲ့ဒါမှမမေးလို့ရှင်လည်းတွဲနေတယ် အော် အဲ့လိုက်လာ အဲ့ဇလိုစွတ်တာနေတော့ ယူသားပါခါစီ ဒီ ပြော လို တဲ့ စား စီ လေ ပြော ခါစီချိုးပြောနေလို့ခြိခိုင်းတာလေဩ တော့လေလား ဟုတ်လေ မကြည့်ရဘူးလား အဲ့တော့ကြောင်းတာဘယ်မှမလုပ်တော့ဘူးဆိုလို့ရှိရင်တော့လေ နည်းနည်းရေကောင်မလေးရှိရအမဒီမလေးထားချီလို့ရလားဘယ်လိုခုခုအောင်ဒီတိုင်း အဲ့တော့ကြောင်းတယ်လေအဲ့ကောင်မလေးကလည်းမရင်းလို့အဲ့လိုမျိုးသွားပြီးအကိုသွားခြိခိုင်းတာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒီ အဲ့လွယ်လေးပါလူလေးကောင်းချက်ပါဘူး အော်မရှိတော့မင်းနဲ့ မချီတတ်တဲ့သူကတော့မချီတတ်တဲ့ချိန်ကမချီတတ်တော့မချီတတ်တဲ့ချိန်ကရှိလို့ရှိတယ်အခုလိုပဲချိန် အကြောင်းရင်းတော့ရှိမှာ ပညာ ပေါ့ ရစတယ်ကောင်မလေး အကြောင်းရင်းတော့ရှိမှာပေါ့ ကျောင်းရင်းနေကျောင်းရင်းနေဆက်ကြည့်ကြ ဟုတ်တယ်မနေ့ကစင်းရောပုံစံသွားတယ်ဒီနေ့နေစင်းတော့မဆက်ရစီလာနော် အလုံးတော့ရှောင်းနေတယ်ပြောစီတယ်ကိုကောင်မလေးကိုကြာတော့ကိုလည်းရှောင်းနေပြီးတော့ကိုလည်းပြောနေပြီးကိုတယောက်ကိုကြာပြုံးကြည့်ပြီးတော့မှ မပြေးပါဘူးဗျာ ဒီရဲ့တွေ့လားဒီဆိုရင်ကောင်းကျွေး ဟုတ်ဒါအလုပ်ခွင်နေပါလေနော်ကိုဆိုင်ရရဲ့တိုးတက်ရေးကိုလုံးရှိသွားတယ်ပဲတိုင်မယ်လို့ရဘေးတစ်စင်းကမသိရလို့လည်းသွားတိုင် တစင်းဆိုအရှင်ညလို့ရှိရင်သူကအိမ်အောင်ပဲဖြစ်လာမယ် ဟုတ်တယ်လေချိန်သားမှာ အခုကျတော့ဘယ်သူနဲ့တစ်ချိန်ဖြစ်ချင်လဲ ပြောတော့အလုပ်ဆိုမျက်နှာရပြုံးပြီးညာ ဟောတဲ့ရတယ်လုပ်ရပြီဖုန်းကိုစင်းမတက်တာပြောရင်းနဲ့ချက်ဖို့ဘာလို့ပြုံးနေသွားတာ ကျဲဒါယောက်ျားလေးကောင်းတာစိတ်ရမှာတော့ဒါကိုမလေးတော့စိတ်ရမှာတော့ ဘာလို့လဲချက်ဖို့ကောင်းနေ အဲ့ဒါပြောရလေကိုကောင်မလေးတော့စိတ်ရမှာလေချစ်ဖို့ကောင်းတယ်လို့ပြောတာပါယောက်ျားလေးပါမှာပြောကြမလို့ကိုကောင်မလေးရှေ့မှာချစ်ဖို့ကောင်းတယ်ဆိုတော့တခုမှမပြောသင့်ဘူး အဲ့လေချစ်ဖို့ကောင်းလို့ပြောမိသွားတာပါ ကောင်မလေးဘေးနာထား အရှ တယ် င်းတော့ စိတ်ကိုချစ်ဖို့ မဒီလို့ပါလိုက်သလားမဒီချက်ဖို့ကောင်းလိုက်တယ်ဘာလို့လဲ တဲ့ယောက်ျားလေးပါမမှန်တာ အဲ့ရောဟုတ်ကွာလုံးဝမဟုတ်ဘူးကွာအဲ့ရောအားလုံး စင်းမလားချက်ဖို့ကောင်းလို့လား ဟုတ်စည်ရင်မဲ့ပုံမှာဒီကောင်မလေးကသူ့အလားပုံပဲပို့ဖို့ ချစ်ဖို့ကောင်းတယ်ပြောကြမ မ လို့ လုံးတင်တာပါဒီ ပြောပါ ရဟောဆက်ပွင့်မဒီခု အလုပ်တွေဆောင်လုပ်တာချစ်ဖို့ကောင်းမှာဟုတ်လား အေးတွေ့လားပြောကျွန်တော်လည်းသူပြောပြီ ဟုတ်တယ်လေကောင်မလေးဘက်ကတော့ပြောမှာပဲလေမကြိုက်ဘူးလေ ဟုတ်ကဲ့ ပြောနေတော့တော့လာတာ ခမဒါလေးလည်းပြီးပြောလိုက်ပါ သူကငယ်လေးတော့တော်တော်ဖြစ်နေတယ်ဗျာချက်ဖို့ကောင်း ချက်ပြောပြန်ပြီ ချစ်ရဲ့ ဒေါသထွက်လာပြီနော် ယောက်ျားလေးယောက်ျားလေး ကောင်မလေးကငယ်လေး ယောက်ျားလေးယောက်ျားလေး ငယ်လေးတို့တက်ကြီးနေနဲ့ကြီးနေလို့ ကြီးနေလေသူချစ်ဖို့ကောင်းတာလေးကအသက်ကြီးပြီးချစ်ဖို့ကောင်းနေလို့ဆိုတာအောင်မ ငယ်သေးတော့ချစ်စရာဖြစ်သွားတယ် အဲ့လိုပြောနေတာမဟုတ်ဘူးကြီးစရှိနေတယ်လူကအဲ့လိုပြောနေတာမဟုတ်ဘူး အခုကမဟုတ်လေကိုနေတယ်ပြောပြ လဲဆိုတော့ကောင်မလေးမိမလာပြီးငယ်သေးလို့ချစ်ဖို့ကောင်းတယ်လို့ကိုကောင်မလေးဆိုတာပြောမှာ ဟာဒေါသ ဒီကောင်လေးတော့ဒီကောင်လေးကာရက်တာယူပါရလားအဲ့လိုဖြစ်နေဆိုလို့ရှိရင်ပေါ့နော်တို့ရဲ့အခြေအနေလေးဆုံးကြည့်လိုက်ပေါ့နော်ခုနကလိုရုပ်ရှင်ဇလန်းနဲ့ပုံစံမျိုးသားအရင်သိရမလားကတ်တာတို့ရိုက်တာပါညာဆိုလို့ရှိရင်အဲ့ဒီကပုံပုံနေနေပဲပြောလိုက်တော့အဲ့လိုတော့အဖြစ်မခံဘူးပေါ့နော်အခြေအနေကဒီထဲမှာတော့တော်တော်ဆွေဒါပေမဲ့အဲ့လိုမျိုးကြီးရုံးသားရတော့ထားမပြောပြရင်တော့မှအဲ့၃ယောက်လုံးပွဲသွားတဲ့အချိန်မှာကိုနဲ့ကိုကောင်မလေးနဲ့ရှိတဲ့အချိန်မှာသူ့ဒေတာဘောတော့ပြောပြမှာ ဟုတ်တယ် ဆိုတော့အရှိမဆိုရင်ကွာအဲ့လိုရုံရင်းဆိုင်ကနေပြုံးပြမှာဆိုတဲ့အတွက်ပွဲရမှာတော့ဒေတာဘောချက်ချင်းပြောပြမှာဒေတာအဲ့ဒါပြန်သွားတယ်ပေါ့နော်အခုအဲ့ကနေထားပြန်လာတယ်လမ်းမှာတေးကြီးပေါ့နော်ကောင်မ အား လေး ရရိုက်နေကြ အဲ့လိုလိုတော့မရိုက်ပါဘူးသူတွေပြောပြပါငါသိရမလားဟိုဘယ်လိုမျိုးပါလဲပေါ့ဒီပါထူးထူးရတယ်ပါညာပါညာအဲ့လိုပြောပြပါ တွေလာပါတွေ ဘယ်လိုမလုပ်ပါဘူးအဲ့လိုမျိုးဆိုရင်လည်း လောက်ရ ဆက် လေ တွဲပြလာတော့တင်ဆက်တွဲပြလာတော့ဒိုးတော့အဲ့လိုပြတ်သွားတာ လုံးမတော့ပြေပေါ့နော်အဲ့လိုလေဆိုပုတ်ကောင်လေးကခြားကောက်မှကြီးပူကတ်နေတဲ့စာကိုတွေ့ရလို့ဆိုရင်ဒေါ်လာရဲဖတ်ပြီးတော့သေချာပုတ်လေးပြောပါတော့ဒီလိုကိုညာမှာဆိုလို့ရှိရင်သေချာပုတ်လေးပြောပါအဲ့ကောင်မလေးကကြိုက်ဘူးဒီလိုလုံးပေးမှလည်း
ကိုယ်နေပြောပြီးတော့ရှေ့ဆက်မယ်ဆိုတော့ဒီရေပေါ့လို့ခင်တော့ဘမစီ ဟိုအမားဆိုလို့ရှိရင်လည်းအဲ့လိုဒီလိုကိုဒီစားတခြားဒါပေမဲ့ကိုတခုရှိအောင်ဒီဘက်နဲ့တော့ပတ်ပြီးတော့သုံးနေသူများဇာအကြောင်းတော့လည်းမရှိဘူးပါအခုဒီရလို့လို့ရှိရင်တော့သူ့တငယ်ချင်းကိုရီစားတဲ့တငယ်ချင်းကဟုတ်နေငယ်ပေါင်းကြီးပေါ်လည်းဟုတ်နေဒီတိုင်းနဲ့စာမှန်ဟိုအလုံးရှင်တဲ့ဝန်ထမ်းပုံစံမျိုးပေါ့နော်တစ်စိမ့်ပဲပေါ့နော်ခရင်လေးပဲမြင်လေးပဲသိရလူတယောက်အနေနဲ့သူရိုက်လိုက်ပုံကညတင်းတင်းနေမှဆိုလို့ရှိရင်တော့ခုနပြောသလိုရှေ့မှာတော့ဒါကြီးရတယ်ဆိုတော့ဟုတ်လို့ပြောပြပြီပဲအိမ်လေးရောက်သွားတဲ့အချိန်ပြီးပုံနဲ့ပဲပြီးနှစ်ယောက်တည်းရှိတဲ့အချိန်ဆိုလို့ရှိရင်တော့ပြောပြလိုက်တယ်ဒီလိုမျိုးကိစ္စတွေဘာလို့ဆိုခုနအနေနဲ့မှဒီလိုရှိရင်တော့စစတွေ့ရရေးစားတော်ခြင်းတွေပိုင်းညာပြောထားတဲ့လူတယောက်ဖြစ်တယ်တော်တော်ဆိုးတယ်ပေါ့နော်အောင်မလေးကရိုက်တာအဲ့တော့ပြင်မာဆိုလို့ရှိရင်တော့သူအဲ့နေရာမှာသူတငယ်ချင်းတွေအရင်တွေကိုလည်းသိတဲ့လူတွေပိုင်းနဲ့ဆိုလို့ရှိရင်တော့ဘာမှခံစားချက်မရှိဘူးပေါ့ဒီလိုမျိုးအဲ့လောက်ကြည့်တဲ့ထင်အောင်ဟုတ်တဲ့လူတယောက်လည်းအရင်ဘူးပလဲနေလို့ဆိုလို့ရှိရင်တော့ဒေါသလည်းထွက်နေပြီးဖြည့်လည်းဖြည့်ရှင်းပြလာတယ်အဲ့လိုကြာကြီးတော့ဟိုကြည့်ပြီးရေကုန်နှုတ်ပြီးတော့နေတယ်ပေါ့ဟုတ် တကယ်ချင်းဆိုရင်တော့စီးထားတယ်ပေါ့